မြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်နဲ့မြန်မာဗော်လီဘောလူမှုရေးအသင်းမှဗော်လီဘောလောကဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်လှုပ်ရှားမှုများကိုဆောင်ရွက်လျက်ရှိရာ2026ခုနှစ်တွင်23ကြိမ်မြောက်တက်ကြီးပူဇော်ပွဲပညာရေးကျော်စုပေးပွဲနှင့်တတိယအကြိမ်မြောက်အသင်းသားစုံညီလာခံကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတစ်ဆက်တည်းမှာပဲမြန်မာဗော်လီဘောလူမှုရေးအသင်းဝင်များ၏အသက်52နှစ်အထက်အမျိုးသားဗော်လီဘောပြိုင်ပွဲနှင့်အသက်45နှစ်နှင့်အထက်အမျိုးသမီးဗော်လီဘောပြိုင်ပွဲများကိုထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။2026ခုနှစ်တွင်မြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်နဲ့မြန်မာဗော်လီဘောလူမှုရေးအသင်းတို့ရဲ့ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌကအခုလိုပြောပါတယ်။2026မှာမြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်နဲ့မြန်မာဗော်လီဘောလူမှုရေးအသင်းကနေပြီးတော့ဒီဗော်လီဘောလောကကြီးတိုးတက်လာအောင်တစ်ဆက်တည်းလှုပ်ရှားလျက်ရှိပါတယ်။အဲ့တော့2026မှာတိကျကမြန်မာဗော်လီဘောလူမှုရေးအသင်းရဲ့23ကြိမ်မြောက်နှစ်ပတ်လည်ညီလာခံကျင်းပဖို့ရှိပါတယ်။ဒီနှစ်ပတ်လည်မှာတက်ကြီးကြောကံပုဂ္ဂိုလ်များကိုပူဇော်ကြောခြင်းပညာရေးကျွန်းစုပေးခြင်းမြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ဗော်လီဘောလူမှုရေးအသင်းဝင်များတွေ့ဆုံခြင်းကျင်းပဖို့ရှိပါတယ်။ကျွန်တော်တို့ကနှစ်စဉ်နှစ်တိုင်းမြန်မာဗော်လီဘောလူမှုရေးအသင်းဝင်တွေသည်ဗော်လီဘောလောကကြီးကိုဆက်လက်တိုးတက်လာအောင်နောက်တစ်ခါဗော်လီဘောလောကကြီးနဲ့ဆင်ဆက်မပြတ်ရှိနေအောင်သက်ဆိုင်ရာပြည်နယ်တိုင်းတွေမှာလည်းသူတို့ရဲ့ဗော်လီဘောလှူရှာမှုတွေအမြဲမပြတ်ဆောင်ရွက်နိုင်အောင်လို့မြန်မာဗော်လီဘောလူမှုရေးအသင်းဝင်များရဲ့အသက်50ကျော်အထက်ပြည်နယ်တိုင်းလူမှုရေးအသင်းဝင်ဗော်လီဘောပြိုင်ပွဲကို3ကြိမ်မြောက်ဒီနှစ်မှာဖေဖော်ဝါရီလ17ရက်နေ့ကနေပြီးတော့15ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်မြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်ကိုစတင်တာဝန်ယူဆောင်ရွက်တဲ့အချိန်ကစပြီး9လတာကာလအတွင်းမှာပဲ33ကြိမ်မြောက်စီးကိန်းပြိုင်ပွဲမှာမြန်မာနိုင်ငံဗော်လီဘောအသင်းဟာဆိုရင်နိုင်ငံအလိုက်အဆင့်9နေရာမှာရပ်တည်နိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ဗော်လီဘောအဆင့်တန်းတော်တော်နှိမ့်ချနေခဲ့တယ်။အဲ့တော့ကျွန်တော်တို့ကဒီဗော်လီဘောအဖွဲ့ချုပ်ကိုကျွန်တော်တို့တာဝန်ပေးတဲ့အချိန်ကနေစပြီးတော့9လအတွင်းမှာကျွန်တော်တို့ကဒီအောက်ဆုံးကျနေတဲ့အဆင့်ကိုပြန်ပြီးတော့တက်နိုင်အောင်လို့ကျွန်တော်တို့ကလေးတွေကိုအပြင်းထန်စူးစမ်းစီပြီးတော့အပြင်းထန်လေ့ကျင့်ပေးခဲ့တယ်။နော်လက်ရှိအနေအထားနဲ့ပတ်သက်ပြီးတော့ပြောရလို့ရှိရင်ဒီပြင်နိုင်ငံအသင်းတွေကဆိုလို့ရှိရင်သူတို့မှာအင်အားတောင့်တင်းတယ်သူတို့ရဲ့အရာမောင်းသူတို့ရဲ့ body structure တွေအစကျွန်တော်တို့မြန်မာလူရေးစဉ်တဲ့တာတယ်သို့တော်လည်းပဲကျွန်တော်တို့ရှိရကလေးတွေကဒီစိတ်သက်ခွန်အားတွေတက်ကြွပြီးတော့မခံကျင်စိတ်တွေနဲ့နော်မရရအောင်တို့ဒီဟာကိုကစားမယ်ဆိုတဲ့စိတ်တွေနဲ့ကစားတဲ့အတွက်မူလငကိုတဲ့ဟိုကအဆင့်ခွန်8ရှိတဲ့အခြေအနေကနေပြီးတော့အဆင့်9ကိုရောက်ရှိလို့လာပါတယ်မြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်နဲ့မြန်မာဗော်လီဘောလူမှုရေးအသင်းမှာတိုင်းဒေသကြီးနဲ့ပြည်내အသီးသီးမှာရှိတဲ့မြန်မာဗော်လီဘောလူမှုရေးအသင်းဝင်များရဲ့အမျိုးသားမျိုးသမီးဗော်လီဘောပြိုင်ပွဲကိုဖေဖော်ဝါရီလ17ရက်နေ့မှ15ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး23ကြိမ်မြောက်တက်ကြီးပူဇော်ပွဲပညာရေးကျွန်းစုချီးမြှင့်ပွဲနဲ့တတိယအကြိမ်စုံညီလာခံကိုဖေဖော်ဝါရီလ16ရက်နေ့တွင်ရန်ကုန်မြို့ရှိအောင်ဆန်းကွင်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်။